င်္ဂလာပါ CJNN ကနေကြိုဆိုလိုက်ပါတယ်။တမိုင်းမှာအထင်ရှားဆုံးအကျိတ်နယ်ဆုံးနဲ့ဒရာမာအများဆုံးစစ်ပွဲကြီးတစ်ခုအကြောင်းပြောပြပါဆိုရင်တူးနစ်စစ်ပွဲကိုခြံထားလို့မရပါဘူး။ဒီစစ်ပွဲကရောမနဲ့ကောဒစ်ဆိုတဲ့ထိပ်သီးအင်အားကြီးနှစ်နိုင်ငံဘယ်သူတွေကကမ္ဘာဆရာကြီးဖြစ်မလဲဆိုတာညံပြိုင်ခဲ့ကြတဲ့ပွဲကြီးပွဲကောင်းပါပဲ။တကယ်တော့အစာပိုင်းမှာရောမနဲ့ကောဒစ်ကအေးဆေးပါပဲ။အီတလီကျွန်းဆွယ်မှာခြေကုပ်ယူထားပြီးကြီးတက်မှာအင်အားအတော်တောင်တင်းနေတဲ့ရောမ Republicတစ်ဖက်မှာလည်းမြောက်အာဖရိကနဲ့စပိန်ကိုအခြေပြုပြီးရေတပ်အင်အားနဲ့စီးပွားရေးမှာထိပ်ဆုံးကပြေးနေတဲ့ Kurdish Republic တိုးနိုင်ငံဟာကိုယ့်နယ်ကိုစားပြီးငြိမ်းချမ်းနေခဲ့ကြတာပါ။ဒါပေမဲ့လူတစုရဲ့အကူအညီတောင်းမှုကကမ္ဘာသမိုင်းကိုပြောင်းလဲပြစ်လိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။အကြောင်းရင်းကတော့စစ်စလီကျွန်းပေါ်ကမဆာနာမြို့ကြောင့်ပါ။အဲ့ဒီမြို့ကိုကျေးစားစစ်သားတစုကတိမ့်ပိုက်ထားရကနေဘေးကဆာရာခရုစ်မြို့သားရဲ့တိုက်ခိုက်မှုကိုခံရရောဒီတော့မဆာနာကအင်အားကြီးတဲ့ကာဒစ်တွေစီအကူအညီတောင်းခဲ့ပါတယ်။ကာဒစ်တပ်တွေကလည်းလာရောက်ဆောက်ရှောက်ပေးခဲ့ပေမဲ့မဆာနာတွေကကာဒစ်လောက်ရောက်ထွားရင်ဒုက္ခရောက်မျိုးဆိုတဲ့အတွက်ယောမစီလည်းအကူအညီတောင်းခဲ့ပါတယ်။ဟုတ်ကဲ့စစ်ပွဲကအိမ်မှာစတာပါပဲ။ယောမအထက်လူတော်ကလည်းစစ်စလီကျွန်းကိုကာဒစ်တွေအပိုင်စီးလိုက်ရင်အီတလီပြည်မကြီးဘေးနားတင်ရန်သူကိုလားခေါ်တယ်လို့ဖြစ်မှာကိုစိုးရိမ်ခဲ့ပါတယ်။ဒါအပြင်အီတလီကိုအနိုင်ရထားကစားယောမစစ်တပ်ကလည်းစစ်ပွဲအထက်ကနေရမယ်ရွှေတွေငွေတွေရတနာတွေကိုလိုချင်လို့မကြတဲ့နဲ့တရေသွားကြခဲ့ပါတယ်။ဒါကြောင့်စမစခင်လာပိုင်းလိုမှာယောမကကာဒစ်နဲ့ချုပ်ဆိုထားတဲ့မဟာမိတ်စာချုပ်တွေကိုအိမ်နာအပေါက်ဝါတဲ့ကျွန့်ပြလိုက်ပြီးတော့မဆာနာမြို့စီကိုစစ်ကူလို့ကိုသုံးဖြတ်လိုက်ပါတယ်။ယောမတပ်တွေစစ်စလီကျွန်းပေါ်အခြေချလိုက်တဲ့အချိန်မှာပဲနှစ်ပေါင်းရာချီတည်ငြိမ်နေတဲ့ယောမကာဒစ်ဆက်ဆံရေးကအပီးတိုင်ပျက်စီးသွားပြီးပထမဗျူနစ်စစ်ပွဲစတင်ပေါက်ထွက်လာပါတော့တယ်။ကောဒစ်ရီဘက်ကလည်းဇွာကောင်းနဲ့အညက်မခံခဲ့တာကြောင့်စစ်ပွဲက23နှစ်တောင်ကြာသွားပါတယ်။နောက်ဆုံးမှာတော့ယောမကအနိုင်ရရှိခဲ့ပြီးကာဒစ်တွေကစစ်စလီကျွန်းကိုလက်လွတ်ခဲ့ရတဲ့အပြင်ယောမကိုစစ်ရော်ကြီးကျွေတင်းကအမြောက်များပေးခဲ့ရပါတယ်။ဒါကပထမစစ်ပွဲရဲ့အဆုံးသက်ပဲဖြစ်ပါတယ်။ကဲပထမပွဲမှာရှုံးသွားတဲ့ကာဒစ်ကငြိမ်ငြိမ်လေးနေလိမ့်မယ်လို့ထင်လားမဟုတ်ပါဘူး။အထူးသဖြင့်ကာဒစ်ရဲ့ဗိုလ်ချုပ်ကြီးဟမ်မလာကယောမကိုရိုးတွေကလာကြီးသွားပြီးသူ့ရဲ့ကိုးနှစ်သားလေးကိုယောမကိုကဘာမီလောင်တိုက်ဖြတ်ပါမယ်လို့ဖျားเจ้าမှာကျိန်ဆိုခိုင်းခဲ့ပါတယ်။အဲ့ဒီ6နှစ်သားလေးကတော့သမိုင်းမှာအကျော်ကြားဆုံးဖြစ်မဲ့ဗိုလ်ချုပ်ကြီးဟန်နဘိုပါပဲ။စစ်မဖြစ်ခင်မှာကာဒစ်ကယောမကိုစစ်ရော်ကြီးပေးဖို့အတွက်စပိန်နိုင်ငံဘက်မှာနာမည်အသစ်တွေချက်ရွှေရင်းတွေတိုးပြီးပြန်လည်ချမ်းသာအောင်လုပ်နေပါတယ်။အဲ့ဒီမှာယောမကဂျားဝင်စွတ်ဖက်ပြီးစပိန်နိုင်ငံမှာရှိတဲ့ဆာဂွန်တန်ဆိုတဲ့မြို့နဲ့မဟာမိတ်သွားလုပ်လိုက်ပါတယ်။ဟန်နဘိုကတော့ဂယုမဆိုင်ပါဘူး။ငါနာမည်နဲ့လာရှုပ်တာဆိုပြီးအဲ့ဒီမျိုးကိုဝိုင်းတိုက်ပြလိုက်ပါတယ်ဒါကဒုတိယမြောက်စစ်ပွဲကြီးဖြစ်ဖို့မီးမွေးလိုက်တာပါပဲဒီစစ်ပွဲဟာတမိုင်းမှာညံပြိုင်ဆုံးစစ်ဗိုလ်ချုပ်နှစ်ယောက်ရဲ့ပွဲကြီးပွဲကောင်းဖြစ်လာပါတယ်တစ်ဖက်ကကောဒစ်ရဲ့စစ်ဗာရမီရှင်ဟန်နဘိုနောက်တစ်ဖက်ကတော့ယောမရဲ့ဂက်တီရှင်ဗိုလ်ချုပ်စကစ်ပီယိုပဲဖြစ်ပါတယ်ဟန်နဘိုရဲ့အလန်းဆုံးကဟာဘာလဲဆိုတော့ယောမတွေကာဒစ်တက်တွေရေလန်းကလာမယ်ထင်တဲ့စောင့်နေချိန်မှာဟန်နဘိုကစစ်တင်အား9000မြင်းတက်9000ပြီးတော့စစ်စင်ကြီး38ကောင်ကိုပါခေါ်ပြီးနှင်းတွေဖုံးနေတဲ့အုပ်တောင်တန်းကြီးကိုဖျက်ကျော်ပြီးယောမရဲ့နောက်ကျောကိုပတ်တိုက်ခဲ့တာပါပဲတောင်ပေါ်မှာအေးမိလို့စင်တွေလူတွေအများကြီးတေခဲ့ပေမဲ့ယောမမြေပေါ်မှာအခြေချနိုင်ခဲ့ပါတယ်ယောမအဖို့တော့ကောင်းကင်ကစင်တွေပြုတ်ကြလာသလိုအန်အောတုံလို့သွားခဲ့ရပါတယ်ဟန်နဘိုကယောမမြေပေါ်မှာ15နှစ်နီးပါးမရှုံးတန်းတိုက်ခိုက်ခဲ့ပါတယ်အထူးသဖြင့်ကနေတိုက်ပွဲမှာယောမစစ်သား8000ကျော်ကိုဟန်နဘိုကအင်အားနည်းနည်းလေးနဲ့ဝိုင်းပတ်ချေမှုန်းခဲ့တာဟာတမိုင်းမှာဒီနေ့အထိစစ်တက္ကသိုလ်တွေမှာသင်နေရတဲ့ဂျီနီယက်ဆန်တဲ့ဗျူဟာပါပဲဒီစစ်ပွဲမှာနှစ်ဖက်စလုံးလူရောသိန်းနဲ့ချီသုံးခဲ့ကြပါတယ်ယောမဟာကနေတိုက်ပွဲတစ်ခုတည်းတင်လူ9000လောက်တေဆုံးခဲ့ပေမဲ့အလျှော်မပေးပဲစစ်မှုထမ်းနိုင်တဲ့ယောက်ျားမှန်သမျှအကျဉ်းသားတွေအထိစစ်ထဲဆွဲသွင်းပြီးအင်အားပြန်ဖြည့်ခဲ့ပါတယ်ဒါပေမဲ့ဟန်နဘိုကစစ်ပွဲတိုင်းနိုင်နေပေမဲ့ယောမမျိုးကြီးကိုအပိုင်မသိမ်းနိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကာဒစ်အထက်လွတ်တော်ကဟန်နဘိုကိုမလာလိုစိတ်နဲ့စက်ကူနဲ့ရိတ်ခါတွေကိုထက်မလွတ်ပေးလို့ပါ။ဒါကတော့ကိုလူကနောက်ကနေဓာတ်နဲ့ပြန်ထိုးတဲ့အဖြစ်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာယောမဘက်ကလည်းညံကြီးရှင်ဗိုလ်ချုပ်သစ်စကစ်ပီယိုပေါ်ပေါက်လာပါတယ်။စကစ်ပီယိုကအီတလီမှာဟန်နဘိုကိုလိုက်တိုင်မနေတော့ပဲကာဒစ်ရဲ့ဌာနချုပ်ရှိတဲ့မြောက်အာဖရိကကိုသွားတိုက်မယ်ဆိုပြီးတော့ကောင်တာပြန်ထုတ်လိုက်ပါတယ်။ဒီတော့ကာဒစ်အစိုးရကလည်းလန့်ဖြတ်ပြီးဟန်နဘိုကိုအမြန်ပြန်လာဖို့အမိန့်ပေးခဲ့ရပါတယ်။နောက်ဆုံး BC နေရနဲ့ဇာမာတိုက်ပွဲမှာစကစ်ပီယိုဟာဟန်နဘိုရဲ့စစ်တပ်မှကြီးကိုခြေမုံဖို့နီးပြူအားအသက်သုံးခဲ့ပါတယ်။စင်တွေပြေးလာတဲ့အချိန်မှာယောမစစ်ကြောင်းတွေကိုလမ်းဖွင့်ပေးပြီးတဘိုးမို့အတန်တွေစူညံအောင်လှုပ်လိုက်တာဖြစ်တဲ့အတွက်စင်တွေလန့်ပြီးကာဒစ်တပ်တွေကိုပြန်နှင်းမိကုန်ပါတယ်။နောက်ဆုံးမှာတော့ဟန်နဘိုပထမဆုံးအချိန်ဆုံးနှိမ်သွားပြီးဒုတိယပြူးနစ်ဆွေးပွဲမှာယောမကအပြည့်အသက်အနိုင်ရသွားပါတော့တယ်။
ဒီလိုနဲ့ယောမကမြေထဲပင်လယ်အင်အားကြီးဆုံးဧကရစ်နိုင်ငံဖြစ်လာဖို့လမ်းစာပွင့်သွားခဲ့ပါတယ်။အောင်နိုင်သူယောမစစ်သားတွေကတော့ရွှေတွေငွေတွေနဲ့ချမ်းသာသွားခဲ့ကြပါတယ်။ဘူးတုဒလည်းရစိတ်လဲလှုပ်ရှားဖို့ကောင်းတဲ့ပြူးနစ်စပွဲအကြောင်းကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်။နောက်ထပ်ဘလို့တမိုင်းဝင်စစ်ပွဲတွေအကြောင်းနားထောင်ခြင်းလဲဆိုတာ comment မှာရေးပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။